ဆရာမလိုပဲငွေဝင်စီမီရှို့ဖက်ချက်ညနေခင်းနေဝင်စစ်စာအချိန်တွေသူတသည်သူ၏ဆရာဖြစ်သူဦးစာနီ၏အလုံးယုံလေးထဲတွေ့ထိုင်နေသည်သူတသည်တင်းနေလောက်အလုံးစူးစမ်းထားသဖြင့်အတော်လေးပင်ပန်းနေပုံရသည်ဆရာကျွန်တော်တစ်သက်လုံးဒီလိုပဲပင်ပင်ပါပါအလုံးလောက်သွားရမှာလားအလုံးမလုံးပဲနဲ့ငွေဝင်နေအောင်လုံးလို့မရဘူးလားဟုသူတကမေးလိုက်သည်ဆရာဦးစာနီကပြုံးလိုက်ပြီးအဲ့ဒါကိုလို့ခေါ်တဲ့သူတမင်းအိမ်နေရင်တောင်ငွေဝင်နေစီမဲနီလန်းတွေ့ရှိတယ်ဟုပြန်ပြောပြသည်ဆိုတာအပင်ဆိုင်တာနဲ့တူတဲ့သူတာအစပေါင်းမှာတော့မျိုးစစ်ချရမယ်ရေလောင်းပေါင်းတင်ရမယ်အပင်ကြီးလာတဲ့အခါကျရင်တော့မင်းပါမလှုပ်ဆရာမလို့ပဲအသည့်တွေကိုခိုးစားယုံပဲဟုဦးစာနီကရှင်းပြသည်ဒါပေမဲ့အဲ့ဒီလိုဖြစ်ဖို့အစပေါင်းမှာအချိန်နဲ့လှုပ်အားကိုရင်းနှီးမြုပ်နှံရတယ်ဟုသူကဆက်ပြောသည်သူတသည်စိတ်ဝင်စားဖြစ်ဆရာစကားကိုနားထောင်နေသည်ပထမဆုံးတစ်ခုကတော့တွေ့ပဲဦးစာနီကဆိုသည်သူတကအဲ့ဒါကပါလဲဆရာဦးနေသည်ဥပမာမင်းမှာတက်ကျွမ်းတဲ့ပညာရပ်တစ်ခုခုရှိရင်အဲ့ဒါကိုဒီလက်ထရုံနဲ့စာကိုပြေရောက်တာမျိုးဒါမှမဟုတ်လိုင်းတင်ပြန်တွေ့လောက်ထားတာမျိုးပေါ့မင်းတခါပဲလောက်ထားရပေမဲ့ဝယ်တဲ့သူရှိတိုင်းမင်းစီကိုပိုက်ဆံကအလို့အလျောက်ရောက်လာမှာဘူးရှင်းပြသည်ဦးစာနီကဆက်၍နောက်တစ်ခုကတော့ဘယ်မဘဟုတုတရဆရာတွေဖြောပြရေးတွေတင်တာမျိုးပေါ့လူကြည့်များလာရင်ကြော်ညာခတွေရလာမယ်မင်းဗီဒီယိုတစ်ခုကိုတေချာဖန်တီးထားလိုက်ရင်အဲ့ဒီဗီဒီယိုကမင်းအတွက်တစ်သက်လုံးပိုက်ဆံရှာပေးနေမှာဘူးဆိုသည်ဒါကလည်းအစပိုင်းမှာတော့လူစိတ်ဝင်စားအောင်အများကြီးစူးစမ်းရမှာပေါ့ဘူးသူကတတိပေးသည်သူတကဆရာအွန်လိုင်းကမဟုတ်ပဲတခြားနည်းလမ်းတွေကောရှိသေးလားဘူးငင်းညံ့သည်ဦးစာနီကရှိတာပေါ့အေးငါခါကလည်းမျိုးအစားပဲမင်းမအဖို့အင်းရှိရင်ငါထားလို့ရတယ်အေးတင်မဟုတ်ဘူးကားဖြစ်ကင်မရာဖြစ်အတော့အဆောင်ပစ္စည်းတွေကိုခါးစားတာကလည်းမင်းအတွက်ပိုက်ဆံတွေအမြဲဝင်နေစီမှာပါဘူးဖြစ်ကြသည်နောက်ထပ်နည်းလမ်းတစ်ခုကတော့ရင်းနှီးမြုပ်နှံမှုဦးစာနီကဆိုသည်ကုမ္ပဏီကြီးတွေရဲ့ရှယ်ယာတွေကိုဝယ်ထားတာမျိုးပေါ့အဲ့ဒီကုမ္ပဏီကအမြတ်ရရင်မင်းကိုအမြတ်ဝေစုခွဲပေးလိမ့်မယ်ဒါကတော့ပိုက်ဆံရှိတဲ့သူတွေအတွက်ပိုအဆင့်ပြေတယ်ဟုသူကရှင်းပြသည်သူတသည်ငွေကြေးစီမံခန့်ခွဲမှု၏အရေးပါပုံကိုစတင်သဘောပေါက်လာသည်ဒါဆိုဆရာအခုကစပြီးကျွန်တော်ဘာမှမလုပ်ဘဲနေလို့ရပြီလားဟုသူတကနောက်ပြောက်ကမေးလိုက်သည်ဦးစာနီကရင်မောကြီးမဟုတ်သေးဘူးသူတဆိုတာအလုံးမလုံးတာမဟုတ်ဘူးအလုံးလုံးတဲ့ပုံစံပြောင်းလိုက်တာအစပိုင်းမှာမင်းပင်ပန်းစိုက်ပြောရမယ်အဲ့ဒီနောက်ပိုင်းကျမှမင်းအတွက်ပိုက်ဆံကအလို့အလျောက်ပြန်စီးဆင်းလာမှာဘူးပြန်ပြောသည်အရေးကြီးဆုံးကတော့နီလန်တစ်ခုတည်းကိုပဲအာမကုန်ပြုတယ်ဥပမာချက်ဦးအလုံးကိုချင်းတောင်းတစ်ခုတည်းထဲမထင်းနဲ့နေရအနောက်မှာခွဲပြီးရင်းနှီးမြုပ်နှံထားမှတစ်ခုကအစစ်မပြေရင်နောက်တစ်ခုကမင်းကိုထောက်ပံ့ပေးနိုင်မှာဘူးဦးစာနီကအကြံပေးသည်သူတသည်ဆရာစကားကိုကောင်းတငိမ့်ငိမ့်ဖြင့်မှတ်သားနေသည်ကျွန်တော်အခုပဲစလုပ်တော့မယ်ဆရာအစပိုင်းမှာတော့နည်းနည်းချင်းစီပဲစုပြီးရင်းနှီးမြုပ်နှံသွားမယ်ဘူးသူတကတက်ကြွပြောလိုက်သည်ကောင်းတယ်သူတအချိန်ကမင်းရဲ့အရင်အပြီးပဲငယ်ရွယ်စဉ်မှာစလုပ်နေပြီအသက်ကြီးလာရင်ပိုပြီးတက်တာနေရလေလေပဲဦးစာနီကအားပေးစကားဆိုသည်နေဝင်သွားပြီးလမင်းကြီးထွက်ပေါ်လာသည်သူတသည်ဆရာကိုလှုပ်ဆက်ကအိမ်ပြန်ခဲ့သည်ယနေ့ညတွင်သူသည်ပင်ပန်းနေတော်လဲစိတ်ထဲတွင်တော့အနာဂတ်အတွက်အစီအစဉ်သစ်များဖြစ်ပြပြနေသည်ငါရဲ့ငွေပင်ငွေတီးပင်လေးကိုဒီနေ့ကစပြီးစိုက်တော့မယ်ဟုသူကမိမိကိုပြောလိုက်သည်